ကျွန်တော်ကိုခဏခဏလာပြီးနေကြတဲ့ဘန်ကောက်မှာရထားဘလို့စီးတဲ့ဆိုတဲ့ဟာလေးကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။လက်စာစီးမယ်ဆိုရင်ကိုကဘယ်သွားကြလဲဆိုတဲ့ဟာကအရေးကြီးပါတယ်။အမြေပုံတွေမှာဆိုရင်စားမတ်နဲ့စုံမတ်လေးပြပေးထားပါတယ်ခင်ဗျာ။စားမတ်နဲ့စုံမတ်ကိုတိပြီဆိုရင်ကိုကကောင်တာမှာကိုယ်တိုင်သွားဝယ်လို့လည်းရပါတယ်။ပတ်စံလည်းပေးလို့ရပါတယ်။စကန်နဲ့လည်းရှင်းလို့ရပါတယ်။ရထားလိုင်းကအများကြီးဖြစ်တဲ့အတွက်ပေါ့နော်။ရထားလိုင်းတစ်လိုင်းနဲ့တစ်လိုင်းကတော့ဂိတ်ဖျက်ရတဲ့တုံငင်ကပြားလေးတော့တူမှာမဟုတ်ပါဘူးခင်ဗျာ။ရထားစီးတဲ့ခါကျရင်တော်တော်များများလမ်းမတတ်ပါတယ်။အဓိကကလမ်းညွန်ဆိုင်ဘုတ်တွေကိုတေချာကြည့်ပါ။လမ်းညွန်ဆိုင်ဘုတ်ကိုကြည့်ပြီးတော့ကိုသွားခြင်းနဲ့လိုရာပန်းနဲ့ကိုရောက်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ပြထားတာကကိုယ့်ဘာကိုရထားလက်မှတ်ဖြတ်နည်းလေးပါ။ဘာသာအတွက်အင်္ဂလိပ်ဘာသာကိုရွေးပြီးတော့ကိုသွားခြင်းနဲ့ပန်းနိုင်ကိုထောက်လို့ရပါတယ်။နောက်ပြီးကြဘလောက်အမောက်ကြတင်ပြီးတော့စကန်နဲ့လည်းရှင်းလို့ရသူငွေသားနဲ့လည်းရှင်းလို့ရပါတယ်ခင်ဗျာ။ခုသတိထားမှာပေါ့နော်။ရလာတဲ့ကပြားလေးတွေကစက်သားဦးချင်းစီးတဲ့ခါကျရင်အထက်ကိုထည့်ကြမလို့ပါဘူးနော်။ဒီ touch screen လေးထိလိုက်ရုံနဲ့တကားပွင့်တော့မှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကိုသွားခြင်းနဲ့နေရာရောက်ပြီလားမရောက်ပြီလားဆိုတာကိုကြည့်ရတဲ့ပုံလေးပုံစံမျိုးဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒဇီးနဲ့ဒဇီးကတော့တူမှာမဟုတ်ပါဘူးခင်ဗျာ။ဒီဟာဆိုရင်အနီရောင်လေးဆိုရင်တော့သူကရောက်ခဲ့ပြီးတဲ့ပန်းနိုင်တွေကိုပြောတာပါ။ရထားရဲ့အားသာချက်ကတော့ traffic လုံးဝမရှိပါဘူးခင်ဗျာ။သူ့ရဲ့အားနည်းချက်ဆိုတော့ရုံးတက်ရုံးစင်းချိန်ဆိုတော့အရန်ပိတ်ပါတယ်ခင်ဗျာလူရမ်းချက်ပါတယ်အားလုံးပဲအစီအမီကြပါစေခင်ဗျာတခုခုသိချင်တာရှိရင်ကျွန်တော်လာပြီးမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ